မင်္ဂလာပါကျွန်တော်ကဒေါက်တာချက်ကရစ်ဝါဂေါ်ဒါကစကောဗနီဖြစ်ပါတယ်ကျွန်တော်ကအပလိုကင်ဆာအင်စတီကျူအောက်လို့ဆေးရုံကြီးဖီလင်းနဂါဟိုက်ဒရာဘတ်မှာရိုဘိုတကင်ဆာခွဲစိတ်ဆရာဖြစ်တာဝန်ထမ်းဆောင်နေပါတယ်အခုကျွန်တော်တို့ကရိုဘိုတခွဲစိတ်နည်းပညာနဲ့ကင်ဆာကုသမှုမှာသူ့ရဲ့အခန်းကဏ္ဍကိုရှင်းပြချင်ပါတယ်အခြေခံအားဖြင့်ရိုဘိုတခွဲစိတ်ဆိုတာရိုဘိုတကူညီမှုဖြင့်ကင်ဆာခွဲစိတ်ခြင်းဖြစ်ပါတယ်ဒါဟာလုံးဝအပြေအဝလွတ်လပ်တဲ့ရိုဘိုတခွဲစိတ်မဟုတ်ပါဘူးဒါဆိုတာကရိုဘိုတခွဲစိတ်နည်းပညာရဲ့တစ္စည်းတွေနဲ့ကိရိယာတွေကိုဆရာဝန်ရဲ့လက်ချောင်းတွေနဲ့ master slave စနစ်နဲ့ချိတ်ဆက်ထားတာပါဆရာဝန်က console ပေါ်မှာထိုင်ပြီးအဝေးကနေခွဲစိတ်လုပ်ဆောင်မှာဖြစ်ပြီးလူနာကခွဲစိတ်ခန်းတွင်မှာရှိနေပါလိမ့်မယ်ဒါကြောင့်ဒါကရိုဘိုတကူညီမှုခွဲစိတ်ခြင်းဖြစ်ပါတယ်ဒါဟာကားရီလိုအလိုလျောက်မောင်းနေနိုင်တဲ့စနစ်မျိုးမဟုတ်ပါဘူးရိုဘိုကအလိုလျောက်ခွဲစိတ်တာမျိုးမဟုတ်ပါဘူးအကြောင်းကတော့လူနာကိုခွဲစိတ်တဲ့အခါဆုံးဖြတ်ချက်ပေးရတဲ့အပိုင်းယောဂကိုဘယ်လောက်ထိဖယ်ရှားရမလဲဆိုတာဒါမှမဟုတ်အဲ့ဒီခွဲစိတ်မှုကတကယ်လိုအပ်သလားဆိုတာပြီးပါဝင်လာလို့ပါဒုတိယအနေနဲ့ရိုဘိုတကူညီမှုခွဲစိတ်နည်းပညာကအခြားသောဖွင့်ခွဲစိတ်ခြင်းသို့မဟုတ် laparoscope ပစ်ခွဲစိတ်နည်းထက်အကြီးမြင့်နိုင်မှုကြောင့်ပိုမိုအကျိုးရှိပါတယ်ဒီမှာမြင်နိုင်မှုက9ဆမှ7ဆထိတိုးမြင့်နိုင်တာကြောင့်ပုံမကောင်းစွာမြင်နိုင်ပြီးတချို့အယိုးစစ်တွေကိုထိခိုက်မှုကိုလည်းရှော့ချနိုင်ပါတယ်။လိမ္မော်တိအရွယ်စားလောက်ရှိတဲ့ lymph node တွေနဲ့တေးသေးလေးတွေးကြောတွေကိုလည်းပုံမကောင်းစွာမြင်နိုင်လို့တွေးကြောထိန်းချုပ်ခြင်း lymph node တွေကိုပိုကောင်းကောင်းဖယ်ရှားနိုင်ဖို့အထောက်အကူဖြစ်ပါတယ်။ဒါတွေကကင်ဆာပြန့်ပွားနိုင်တဲ့နေရာတွေမှာရှိနိုင်တဲ့ဆဲလ်တွေပါ။တတိယအနေနဲ့ရိုဘိုတစ်ထဲမှာလှုပ်ရှားမှုကင်းစင်စေတဲ့ဖြောပြမှု software တစ်ခုပါဝင်ပါတယ်။ဒါကဆိုရင်ခွဲစိတ်ဆရာဝန်ဟာအသက်80-80အရွယ်ရှိတဲ့အတွေ့အကြုံရှိသူတောင်လှုပ်ရှားမှုမရှိဘဲခွဲစိတ်နိုင်စေပါတယ်။ခွဲစိတ်ကိရိယာတွေကလည်းမတုံခါဘူး။ဒါကြောင့်ဒါကအရန်အရေးကြီးတဲ့အားသာချက်တစ်ခုပါ။ရောက်ရခတ်တဲ့နေရာတွေဒါမှမဟုတ်အရေးကြီးတဲ့နေရာတွေဖြစ်တဲ့ရင်ဘတ်အတွင်းပိုင်းသို့မဟုတ် rectum pelvic အောက်ဆုံးမှာတောင်ဒီကိရိယာတွေကတိတိလေးဖြစ်လို့ Lindows ပါလို့ပုံမိုလွယ်ကူစွာဝင်ရောက်နိုင်ပါတယ်။ကျွန်တော်တို့ကိရိယာတွေကိုလည်းမတူညီတဲ့ဥတီချက်တွေမှာလှုပ်ရှားနိုင်ပါတယ်။ laparoscopy ကတက်လှုပ်ရှားရတာဖြစ်ပေမဲ့ဒီမှာတော့ကိရိယာတွေကိုလိုတလိုလှုပ်ရှားနိုင်လို့အရေးကြီးတဲ့တိဆောက်ပုံတွေဖြစ်တဲ့အစာအိမ်ကင်ဆာဦးကြီးဆုံးကင်ဆာတွေကိုပါလွယ်လွယ်ကူကူခွဲစိတ်နိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့အားသာချက်တစ်ခုကတော့ကျွန်တော်တို့ vax ဆိုတဲ့ indocyanine green tag ကိုထပ်မံအသုံးပြုနိုင်တာပါ။ဒါက 5-way နည်းပညာဖြစ်ပြီး lymph nodes တွေကိုရှာဖွေဖော်ထုတ်နိုင်တယ်လို့ thoracic တို့လိုတိဆောက်ပုံတွေပျက်စီးမှုမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ဒါကြောင့်ဒီအရာအလုံးကအစာအိမ်ကင်ဆာလိုရင်ဘတ်အတွင်းမှာရှိတဲ့နေရာတွေမှာအရန်အရေးကြီးတဲ့အားသာချက်တွေဖြစ်ပါတယ်။အဆုတ်ကင်ဆာလိုနေရာတွေမှာခွဲစိတ်မှုအတွက်ကြီးမားတဲ့ဖြတ်တောက်မှုတွေသို့မဟုတ် thoracotomy လိုအပ်ခဲ့ရမှာပါ။ဒါအစားကျွန်တော်တို့က robot ခွဲစိတ်နည်းကိုအသုံးပြုနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲကြီးမြင့်နိုင်မှုကြီးမားခြင်း magnification နဲ့လှုပ်ရှားမှုကင်းတဲ့ software တွေကို instrument တွေရဲ့ endo west မှာအသုံးပြုနိုင်လို့ထိခိုက်ပျက်စီးမှုကိုရှော့ချနိုင်ပါတယ်။ဒါကြောင့်ခွဲစိတ်ပြီးနောက်ခင်နိုင်တဲ့ဆိုးကျိုးတွေနည်းသွားပြီး lymph nodes တွေကိုပုံမကောင်းကောင်းရယူနိုင်ပါတယ်။လူနာကလည်းပုံမြင်ပြန်လဲနာမကြမ်းကင်းစင်လာနိုင်ပြီးအလုပ်ပြန်သွားနိုင်တဲ့အချိန်လည်းပိုကောင်းလာပါတယ်။ဒါတွေကတော့အကြီးမားဆုံးအားသာချက်တွေပါ။တခုထပ်မံစိတ်ဝင်စားစရာနေရာကတော့ဥမာကြီးကင်ဆာဖြစ်ပြီးအဲ့ဒီမှာတော့အမျိုးသားနဲ့အမျိုးသမီးတိုင်းရဲ့တင်မပုံစံကမတူညီကြတာပါ။ဒါကြောင့်ကျွန်တော်တို့ကအနှိမ့်ဆုံးအထိဝင်ရောက်နိုင်ပြီးပြန်ထုတ်ခဲ့ရှားခြင်းကိုလုပ်နိုင်ပါတယ်။ဒါအပြင်ခဝါဆွေဖြစ်နိုင်ခြင်းကိုလည်းရှော့ချနိုင်တယ်လို့သခနီးပညာနဲ့တွေးလန့်ကြောင်းပိုကောင်းအောင်လုပ်ပြီး anastomosis လုပ်နိုင်ပါတယ်။နောက်ထပ်တစ်ခုကတော့ robot ခွဲစိတ်မှုကတိုက်ရိုက်ကင်ဆာ level တိုက်ကလန်ကင်ဆာဒါမှမဟုတ်ပါးစပ်ကင်ဆာမှာ radiation ပြီးနောက်ပြန်ဖြစ်လာတဲ့အခါတွေမှာပါအသုံးဝင်ပါတယ်။အဲ့ဒီလိုအခါတွေမှာအကြီးစားဖြတ်တောက်မှုတွေလိုအပ်မှာဖြစ်ပေမဲ့ကျွန်တော်တို့ကလက်တင်အောက် axilla ဒါမှမဟုတ် notina nipple rowa ကနေခွဲစိတ်နိုင်ပါတယ်။ဒါကတော့နှစ်ဖက်နှုတ်သားနဲ့လက်တင်အောက်ကနေဝင်ရောက်ခွဲစိတ်တဲ့နည်းလမ်းပါ။ဒါကတော့ဝေးကနေလုပ်တဲ့ theoretically ဖြစ်ပြီး level မှာအမှားရုံမကြံဘူး။အခြေခံအဖြစ်အလှပနဲ့ကုသမှုနှစ်ခုလုံးရရှိနိုင်ပါတယ်။ဒါကတော့အားသာချက်တစ်ခုပါနောက်ထပ်တစ်ခုကတော့ပါးစပ်ကင်ဆာတွေမှာပါ especially လေချောင်းအတွင်းမှာ radiation ပြီးနောက်ပြန်ဖြစ်လာတဲ့အခါတွေမှာအကြီးစားဖြတ်တောက်မှုလိုအပ်ပါတယ်ကင်ဆာအရွယ်စားတိတိလေးဆိုရင်တော့ robot တကူပါးစပ်ထဲကနေထည့်ပြီးကင်ဆာကိုဖယ်ရှားနိုင်ပါတယ်ဒါကြောင့်ဒါဟာကိုယ်ခန္ဓာထိခိုက်မှုနည်းတဲ့ခွဲစိတ်နည်းလမ်းတစ်ခုပါနို့ဒီကင်ဆာမှာတော့နောက်ဆုံးပေါ်တီထွင်ထားတဲ့နည်းလမ်းအသစ်ရှိပြီး unipolar robotic breast assisted surgery လို့ခေါ်တဲ့နည်းနဲ့လုပ်နိုင်ပါတယ်အထူးသဖြင့်မျိုးရိုးဗီဇအတည်ပြုလူနာတွေမှာနို့တန်နဲ့ဂရောဘတ်ကိုထိမ့်သိမ်းထားပြီး mastectomy လုပ်နိုင်တယ်လို့ implant ကိုတစ်ပြိုင်နက်တည်းထည့်သွင်းနိုင်ပါတယ်နောက်ပြီးနာယီဗေဒခွဲစိတ်နယ်ပယ်မှာတော့ဥပမာ partial nephrectomy လူကိစ္စတွေမှာကျွန်တော်တို့ဒီကြောက်ကတ်ကိုထိမ့်သိမ်းထားပြီးပြန်ချုပ်ပေးရပါတယ်ဒါကလည်းအလွန်လွယ်ကူပါတယ်အကြောင်းက robot နဲ့ချုပ်တာဟာ laparoscopy နဲ့ချုပ်တာထက်အရန်တာလုံးလို့ပါ
ဒါအပြင် prosthetic လုပ်တဲ့အခါမှာလည်းအရေးကြီးဆုံးကအာယုံကြောထိမ့်သိမ့်မှုပါဒါကစီးအိမ်ထိန်းချုပ်နိုင်မှုနဲ့လိမ်စွမ်းအားအတွက်အလွန်အရေးကြီးပါတယ်ဒါကြောင့် prosthetic တွေမှာ rubber နီလန်းကအလွန်အရေးကြီးပြီးအသုံးဝင်ပါတယ်ဒါကြောင့်စီလန်းချောင်းခွဲစိတ်မှုတွေဥပမာခံတူစီအိမ်ကင်ဆာတွေလိုကိစ္စတွေမှာလည်းဒီနီလန်းကအရန်အသုံးဝင်ပါတယ်ဒါအပြင်ညာဘက် chemicalectomy အစာအိမ်ကင်ဆာတွေ lymph node ချက်တောက်မှုတွေ mediastinal tumor တွေမှာလည်းအသုံးဝင်ပါတယ်ဤအရာများသည့်ရိုးရှင်းသောကိစ္စများအတွက်မဟုတ်ပဲဆက်ရုပ်ခွဲစိတ်မှုကိုကျွန်ုပ်တို့အသုံးပြုနိုင်သည့်မတူညီသောနယ်ပယ်များဖြစ်ပြီးအထူးသဖြင့်ခွဲစိတ်ခြင်းများစွာလိုအပ်ခြင်းအခြေဝင်ရောက်ရန်ခက်ခဲပြီးပုံမကောင်းမွန်သောပြန်လည်နာလန်ထရန်နှင့်တင်းငယ်သောဖြတ်တောက်မှုများပြုလုပ်လိုသည့်ရှုပ်ထွေးသောကိစ္စရပ်များဖြစ်သည်ဒီလိုအမှုတွေမှာပဲ rubber ခွဲစိတ်နေကိုအသုံးပြုကြတာပါအဖို့လို့ဆေးရုံကတော့အဆင့်မြင့်နည်းပညာတွေနဲ့တီထွင်စမ်းသစ်မှုတွေအတွက်အငြင်းတန်းဥဆောင်နေတဲ့နေရာပါဒါအပြင်ကျွန်ုပ်တို့မှာနောက်ဆုံးပေါ်နည်းပညာတွေရှိပါတယ်ကျုပ်တို့က robotic ခွဲစိတ်နည်းကို14နဲ့15နှစ်လောက်ကတည်းကစတင်ခဲ့ပြီး robot ရဲ့ပထမဆုံးမျိုးဆက်ဒုတိယမျိုးဆက်တတိယမျိုးဆက်အထိမျိုးဆက်တိုင်းကိုကြုံတွေ့ခဲ့ကြပါတယ်လက်ရှိမှာတော့အိန္ဒိယတနိုင်ငံလုံးမှာလည်း၄ခုမြောက်မျိုးဆက် robotic စားကိုနေရာတိုင်းမှာရနိုင်ပါပြီဒါကတော့မျိုးဆက်သစ်နည်းပညာဖြစ်ပြီးအထူးသတ်မှတ်ထားတဲ့အမှုတွေအတွက်အထူးပြုအညွှန်းတွေအတွက်အထူးအကျိုးကျေးဇူးတွေအတွက်လူတွေအသုံးပြုနိုင်တဲ့နည်းပညာပါrobotic ခွဲစိတ်နည်းပညာအဆင့်တန်းတွေကိုတင့်တော်တဲ့အမှုတွေအတွက်တင့်တော်တဲ့နည်းလမ်းနဲ့အသုံးပြုနိုင်ပြီးကုသမှုရရှိစေဖို့နဲ့အလားအပထိန်းသိမ်းမှုကိုရည်ရွယ်ထားပါတယ်။